Hello အားလုံးပဲမင်္ဂလာပါရှင်ဇာနီဒီနေ့ဖတ်ပြပေးမှာလေးရပေါ့နော်ဒီအာနာဇက်စာအုပ်ပါအာနာဇက်စာအုပ်ကကြတော့နိုင်ငံတကာရဲ့ရောင်းအားကောင်းဆုံးစီးရင်ဝင်စာအုပ်ပေါ့နော်ဒီစာအုပ်လေးတွေကနေပြီးတော့မှခေါင်းစဉ်လေးတစ်ခုကိုအစလေးပေါ့နော်နည်းနည်းလောက်ကိုဖတ်ပြပေးခြင်းလို့ပါရန်သူကိုအပီးတိုင်ရှေ့မုံပါပေါ့နော်သဘောတရားကကြတော့တဲ့ဖျားသခင်ရဲ့ရွေးကောက်ခံတမန်တော်ရဟူဒီလူမျိုးတို့ရဲ့ရှေးဦးကောင်းဆောင်ဖြစ်တဲ့ကောင်းရှိခံပရောဖက်မောရှေကစလို့ခေတ်ဆက်ဆက်ကနေပြီးတော့တဲ့ကြီးကျယ်မြင့်မြတ်တဲ့ခေါင်းဆောင်တွေအားလုံးဟာအန်ရယ်ကြီးပြီးတော့ကြောက်ဖို့ကောင်းတဲ့ရန်သူဟူသမျှအပီးတိုင်ရှေမုံဖို့လိုအပ်တာကိုလက်ခံကြပါတယ်တချို့သောခေါင်းဆောင်တွေဆိုရင်ပေးဆက်မှုကြီးတွေနဲ့စရီးခဲ့ပြီးတော့မှဒီသင်ခန်းစာကိုနားလေလက်ခံနိုင်ခဲ့ကြတာပါမိငယ်စားဆိုလို့ရှိရင်တဲ့ဘလောက်ပဲသေးနှုတ်တိမ်ဖြစ်နေပါစေမီတောင်မီလီယံအဖြစ်အရှိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်တဝက်တစ်ပြက်နဲ့အပြည့်မတတ်ခဲ့လို့ဆုံးရှုံးမှုကြီးတွေဖြစ်ခဲ့ရပေါင်းလဲများလာပါပြီရန်သူကိုအပြည့်တိုင်မရှိမုံနိုင်တဲ့၍အရှိန်မရွေးကလေးစားရှိလိမ့်မယ်အနိုင်နဲ့ပိုင်းပါတဲ့အာခံနိုင်လောက်တဲ့ခွန်အားရဲ့လို့စိုးစင်းမြမကြံအောင်ရှင်းလင်းသုတ်သင်ပြလိုက်ပါတဲ့ဒီစင်အားကြတော့ဩဇာအာဏာအရှိန်အဝါအတွက်ပေါ့နော်ကျိုးပန်းသူတိုင်းကမလွဲမသွေကြုံတွေ့ရမယ့်ပြဿနာကပြိုင်ပဲရန်သူပေါ်များခြင်းဖြစ်တဲ့ရန်ဖန်ရာခဘယ်လိုနည်းနဲ့ပဲစူးစမ်းရင်ဆိုင်ပါစေနည်းနည်းလေးမှတွန်းလှန်ခွကြောဖြန့်ကျပယ်ထုတ်လို့မရနိုင်တဲ့ရန်သူတော်ကြီးတွေနဲ့ရှောင်မရပြေးမရဒဲရိုးကြီးရှင်ရတတ်တယ်ကိုနဲ့ပတ်သက်လာရင်အစနာလေးတောင်မှပဲအကြံမခံမဲနဲ့လုံးဝမြေလံဖျောက်ဖျက်ရှင်တဲ့ရန်သူမျိုးတွေနဲ့လည်းရင်ဆိုင်ရတတ်ပါတယ်တဲ့ဒီအာနာဇက်စာအုပ်ကိုတော့ပေါ့နော်ဇာနေ YouTube channel မှာဖတ်ပြပေးနေပါတယ်ဒီအာနာဇက်စာအုပ်ကကြတော့အရန်ကောင်းတဲ့စာအုပ်ပါဒီစာအုပ်လေးကိုနားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဇာနေရဲ့ YouTube channel မှာလာပြီးတော့နားထောင်လို့ရရေပေါ့နော် YouTube channel မှာ live လွှင့်ပြီးတော့ဖတ်ပြပေးနေရဖြစ်ပါတယ်ရှင်လို့ဒါကြောင့်နည်းနည်းအစာလေးလာဖတ်ပြပေါ့နော်အဲ့လိုရန်သူမျိုးတွေနဲ့ရင်ဆိုင်ရတိုင်းနဲ့အထူးမှတ်ထားကမှကြတော့တဝက်နဲ့လည်းမရက်နဲ့သုံးပုံတစ်ပုံနဲ့အနိုင်ရတုံနဲ့လည်းမကျေနပ်လိုက်နဲ့ပေါ့နော်ရောင်ပြီးတော့တောင်မှပဲမတနာမိစေနဲ့တဲ့နှစ်ဦးနှစ်ဖက်ရှစ်ကြီးလုံနိုင်လောက်မှာပဲလို့မမျှော်လင့်လိုက်နဲ့တဲ့ဒါလေးကိုဆက်ပြီးတော့နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်ဇာနေရဲ့ YouTube channel မှာ live လေးတွင်ပြီးတော့ဖတ်ပြပေးနေပါတယ်အဲ့ဒါလေးကိုလာပြီးနားထောင်လို့ရရပေါ့နော်ဒါကတော့အာနာဇက်စာအုပ်လေးပါရှင်လို့ဒါကတော့ရောင်းအားကောင်းဆုံးစည်ရင်ဝင်စာအုပ်လေးပါဒါလေးကိုလာပြီးတော့ဖတ်ပြတာပါအရန်ကောင်းတဲ့စာအုပ်လေးကို recommend ပေးပါတယ်ရှင်လို့အားလုံးကိုကျေးဇူးတင်ပါတယ်